ငါဟာဒီပုံးလှုပ်ရေကန်ကိုတရဝါရီချမ်းသာစွာနေထိုင်ရေးအတွက်အလွန်ဝေးကွာလာတဲ့အရက်ဒေသကပင်လယ်သမုဒ္ဒရာရေကိုငါရဲ့နှုတ်တော်နဲ့တည်ဆောင်ပြီးရေကန်အဖြစ်ဖန်ဆင်းပေးခဲ့တယ်။ဤမှန်သောသစ္စာစကားကြောင့်ဒီကံမှာငါဖန်ခြင်းနှိမ့်လော်ခြင်းဖောင်စည်းခြင်းတရားထိုးခြင်းတွေပြုလုပ်ရင်ရေတွေခန်းချောက်ပါစေတည်းလို့အဋိဋ္ဌံပြုခဲ့တဲ့ကံဖြစ်လို့ရေကန်ရဲ့အမည်အပြည့်အစုံကိုနာဂဒိဋ္ဌံပုံးတလုတ်ရေကန်လို့ခေါ်တွင်ခဲ့ကြပါတယ်။တောင်ရဲ့အနားမှာရှိတဲ့ဂလုံးကလည်းငကားကိုမြင်ပြီးတုတ်ချီပြေးပေမဲ့တုတ်မရတာကြောင့်လူရောင်ဆောင်ပြီးရှင်ရင်သိဋ္ဌံချင်းကပ်ခါအကြောင်းစုံကိုမေးမြန်းလိုက်တဲ့အခါမှာတော့ဒီငကားဟာဗရမ ्या မျက်ရှင်ငုံထားတဲ့အတွက်ဥကောင်းကဖြစ်ဖြစ်ခါးကဖြစ်ဖြစ်တည်ယူလို့မရဘူး။ဂလုံးကအမိပိုင်းကနေတဲဆောင်တုတ်ချီမယ်ဆိုရင်တော့ဗရမ ्या မျက်ရှင်ထွက်ကြမှာဖြစ်လို့ညံနေတဲ့ဂလုံးတွေမသိနိုင်ကုန်လို့ပြောတာနဲ့ဂလုံးလဲငကားကိုတုတ်ချီပြေးချိန်မှာမင်းသားကိုတွေ့မြင်တဲ့ငကားဟာကဲတော်မူပါအသက်ဘေးကကဲတင်ရင်ကျေးဇူးဆက်ပါမယ်လို့ငိုယိုတောင်းပန်တာကြောင့်လေးတော်နဲ့ခွင်းလိုက်တဲ့အခါကောင်းကင်ကပြုတ်ကျလာပါတယ်။လေးတန်ရာထိတဲ့ဂလုံးဟာလည်းတေးရန်ဆဲဆဲမှာငါငကားကိုစားရကန်ဒီအချိန်မှာတင်းလက်ချက်ကြောင့်တေးရတော့မှာဖြစ်လို့နောက်ဘဝမှာကြီးမားတဲ့ခန္ဓာကိုယ်နဲ့တင်လန်းချောင်းမှာပိတ်ပြီးရံမှုနိုင်ပါစေလို့ကြိမ်ဆိုပြီးတေသွားပါတယ်။ငကားကလည်းမင်းသားထံချင်းကပ်ပြီးတော့အတင်မင်းသားလိုရတဲ့အချိန်မှာမြေကြီးကို၃ချက်ပုတ်ခေါ်လိုက်ပါအမြန်ချက်ချင်းကျွန်ုပ်ရောက်လာပြီးကျေးဇူးဆက်ပါမယ်လို့ပြောပြီးနေရက်ကိုပြန်သွားပါတယ်။ဂလုံးလဲတေဆုံးပြီးတော့အနောက်ဘက်တောင်ကျောအောက်ခြေမှာရှိတဲ့တောင်ကပယံကဥမင်၃ခုတို့အထက်ကအလဲဥမင်မှာကြီးမားတဲ့ပင့်ကူကြီးဖြစ်နေပါတယ်။ဒီဥမင်၃ခုကတော့ပင်းတရလှိုင်ကူတော်ပဲဖြစ်ပါတယ်။ဥမင်၃ခုရဲ့တောင်ချေရင်းမှာတော့ငွေတောင်ပြည်ကိုအစိုးရတဲ့နတ်မင်းကြီးရဲ့သမီးတော်9ဖော်တို့နတ်သမီးတို့ရေကစားပျော်မြူးလေးရှိတဲ့ပုံးတလုတ်ရေကန်ကြီးလည်းတည်ရှိပါတယ်။တနေ့နတ်သမီးတို့ရေကစားပျော်ပါနေချိန်နှောင်ရီပြိုးလာတဲ့အခါငွေတောင်ပြည်ကိုမပြန်တတ်တော့ပဲအနီးနားမှာရှိတဲ့ဥမင်၃ခုရဲ့တောင်ဘက်ဆုံးဥမင်ထဲမှာတညတာအိပ်ဆက်အနားယူကြပါတယ်။အလဲကူမှာနေထိုင်တဲ့ပင့်ကူကြီးဟာနတ်သမီးတွေရဲ့စကားပြောဆိုတန်ကိုကြားပြီးလှင်မြန်စွာနဲ့ဂူပေါဝကိုရောက်လာပြီးတော့ကြီးမားတုတ်ခိုင်တဲ့ပင့်ကူမြင်တွေနဲ့အထက်ထက်ပိတ်ပြီးအလဲကူကိုပြန်သွားပါတယ်။နောက်တနေ့မိုးတောက်ချိန်မှာတော့ရေကန်အနားကိုမင်းသားလေးရောက်လာပြီးအတန်ကြားလို့အနီးနားကိုရှာဖွေလိုက်တော့တောင်ကပယံကဂူတွေမှာနတ်သမီးတွေရဲ့အော်တန်တွေကိုကြားရပါတယ်။သွားရောက်ကြည့်ရှုရမှာတော့ပင့်ကူမြင်တွေနဲ့ပိတ်ဆို့နေတဲ့ဂူပေါဝကိုတွေ့ရပါတော့တယ်။နတ်သမီးတွေကလည်းကြောက်လန့်ပြီးဂူပေါဝကိုဖွင့်ပေးဖို့တောင်းပန်ပြီးကဲတင်ပေးမယ်ဆိုရင်အထွေးဆုံးနတ်သမီးရှင်မိယာကိုမင်းသားလေးအားပေးဆက်ပါမယ်လို့တောင်းပန်ကြပါတယ်။မင်းသားလည်းဂူပေါက်ဖွင့်နေချိန်မှာပင့်ကူလက်ချက်နဲ့တေဆုံးနိုင်တာကြောင့်ပင့်ကူကိုအရင်ရှာပြီးတတ်ဖို့အခြားဂူပေါက်တွေကိုသွားရှာတဲ့အခါမှာတော့အလဲကူကိုအရောက်ရန်သူတော်ပင့်ကူကြီးနဲ့ထိတ်တိုက်တွေ့ဆုံมาတော့တယ်။ရန်သူတော်ပင့်ကူကြီးကအင်မတန်ကြီးမားပြီးကြောက်တုံးကြောက်ဆိုင်တွေနဲ့ပြစ်ခတ်ကာအညှိုးနဲ့စတင်တိုက်ခိုက်ပါတော့တယ်။မင်းသားလေးလည်းပါလာတဲ့လေးကိုထုတ်ပြီးမြားနဲ့ပြစ်ခွင်းလိုက်တဲ့အခါမှာတော့လှက်စီးရဲ့နှင်းမြန်ခြင်းမျိုးနဲ့ပဲ့တင်ထက်ပြီးပင့်ကူကြီးရဲ့နေရင်မှာစိုက်ဝင်ကတေးအံဆဲဆဲဖြစ်နေပါတော့တယ်။တေကန်ဒီမှာတော့နောင်ဘဝများမှာဘလူးကြီးဘဝနဲ့မင်းသားလေးတွားလီယာမှာနှိပ်စက်နိုင်သူဖြစ်ပါလေဆိုပြီးကျိန်ဆူလိုက်ပါတယ်။မင်းသားလေးကလည်းပင့်ကူရပြီဆိုပြီး၃ချိန်တိုက်တိုက်လက်ခမောင်းခတ်ကျုံးသွားပါတော့တယ်။အဲဒီလိုမင်းသားလေးဟာပင့်ကူရပြီလို့ကြွေးကြော်ခဲ့တာကိုအစွဲပြုပြီးပင့်ကူရကနေပင့်ကရကနေပင့်တရလို့မြို့အမိတွင်လာခြင်းဖြစ်တယ်လို့ဆိုရရှိပါတယ်။မင်းသားလေးဟာနတ်သမီး9ဖော်တို့ကိုပြန်လဲကဲတင်လိုက်ပြီးတဲ့နောက်နတ်သမီး9ဖော်ကလည်းဂရီအတိုင်းအထွေးဆုံးနတ်သမီးရှင်မိယာကိုမင်းသားလေးနှစ်သက်ဘက်ကယူဆောင်သွားပါလို့ပြောပြီးငွေတောင်ပြည်ကိုပြန်သွားကြပါတယ်။မင်းသားလေးကုံမာဗျာနဲ့ရှင်မိယာဟာညောင်မင်းကြီးအောက်မှာအိတ်ဆက်နေတဲ့အချိန်ရန်သူတော်ဘလူးကြီးဟာတန်ခွန်ကြားနဲ့အုပ်ထားလိုက်ပါတယ်။ဒီလိုမင်းသားလေးမှောင်မိုက်စွာနဲ့နေရတဲ့အရက်ကိုတမဲချီရွာလို့ခေါ်ဆိုပြီးတော့တောင်ရိုးလူမျိုးတွေနေထိုင်ကြတာဖြစ်ပြီးတီယိုနိုင်ငံကပင့်ဆောင်လာတဲ့ပြင်စလောဟာနဲ့စင်သွယ်ရက်တောင်ဟာဒီနေ့အထိရှိနေပါတယ်။မင်းသားလေးဟာမြေကြီးကိုလက်နဲ့ပုတ်နဂါမင်းထံအကူကြီးတောင်းပြီးတဲ့အခါမှာတော့လက်နက်တွေကိုပြန်လဲယူဆောင်စီလိုက်တဲ့အခါနဂါမင်းလည်းရောက်လာပြီးလက်နက်တွေကိုဆက်တတ်လိုက်ပါတယ်။မင်းသားလေးကလက်နက်တွေကိုဘဲကနေယူလာခဲ့တယ်လို့မေးတဲ့အခါမှာတော့အဲ့ဒီအရက်ဒေသကိုနဂါမင်းကပြောပြချိန်မှာမင်းသားလေးလည်းအင်မတန်ဝေးလာတာကြောင့်အလွန်ဝေးလာပါတကားလို့ရေရွတ်တဲ့အရက်ကိုယခုအခါမှာတော့ပွေးလာလို့ခေါ်တွင်တဲ့ကြေးရွာဖြစ်လာပါတယ်။မင်းသားနဲ့ဘလူးကြီးတို့ဟာအပြင်းထန်တိုက်ခိုက်ပြီးကြချိန်မှာတော့မင်းသားဟာတင်ငယ်စောနဲ့မျောပြီးဘလူးကြီးကမင်းသားလက်ချက်နဲ့ချက်ချင်းတေဆုံးကအဲ့ဒီနေရာမှာပဲဥပပပရိသေတွေနဲ့ဇောကြီးဖြစ်လာပါတယ်။ဇောကြီးဟာမင်းသားကိုတကယ်သိပြီးမှတ်ပြီးရှင်မိယာလက်ကိုဆွဲကပင်တရမြောက်ဖက်ရေထွက်ဦးအနားမှာရှိတဲ့တောင်ကုန်းကလေးမှာခိတ္တထိုင်နာကြပါတယ်။ဇောကြီးကိုဥပဒမြင်ပြပြီးတပ်ပစ်လိုက်တဲ့အတွက်ဇောကြီးရေထွက်နဲ့ရှင်မိယာကုန်းအဖြစ်ယနေ့တိုင်ရှိနေပါတယ်။မင်းသားလေးအလောင်းကိုတွေ့ရချိန်မှာတော့ရှင်မိယာဟာငိုကြွေးတန်းတချိန်တရားမင်းကမင်းသားလေးကိုပြန်လဲအသက်သွင်းပေးခဲ့ပြီးဘာယာပြည်ကြီးမှာအိမ်ရှင်မင်းရာထီနန်ဆိုးဆန်စေပါတယ်။ရှင်မိယာရောက်လာချိန်ကစပြီးတိုင်းသူပြည်သားတွေဟာအနာရောဂါကင်းဝေးကြတဲ့အခါမလိုလားတဲ့တမန်တော်ကြီးတွေကပရောဟိတ်တွေနဲ့ပူးပေါင်းပြီးအကောက်ကြံပါတော့တယ်။အရင်ကိုဂုံချောစကားပြောတာကြောင့်မင်းသားလေးကိုနေကြားမှာရှိတဲ့တပုံတွေကိုတိုက်ခိုက်ဖို့စေလွတ်လိုက်ပြီးအဲ့ဒီအချိန်မှာရှင်မိယာကိုတတ်ပြီးလေချောင်းသွေးနဲ့ရစ်ပူစော်ဖို့အတွက်လှုပ်တာကိုနတ်မျက်စိနတ်နာတို့နဲ့ကြားသိသွားတဲ့ရှင်မိယာဟာငွေတောင်ပြည်ကိုပြန်ထွက်သွားပါတော့တယ်။မင်းသားလည်းနေကြားမှာဘာမှမတွေ့တာကြောင့်ပြန်လာချိန်မှာအကြောင်းစုံသိပြီးစိတ်တော်မကွက်ပဲငွေတောင်ပြည်ကိုလိုက်လာခဲ့ပါတယ်။လမ်းကူလမ်းမှာတော့ရှင်ရသိနဲ့တွေ့ပြီးရှင်မိယာပေးခဲ့တဲ့လက်စွပ်ကိုရရှိပါတယ်။မြေကြီးကိုကူးဖြတ်ဖို့အတွက်ငှက်စင်ပြန်တွေကိုစီးပြီးတစ်ဖက်ငွေတောင်ပြည်ကိုရောက်တဲ့အချိန်မှာတော့လူသူအနှံ့အသက်တွေဆေးကြောဖို့အတွက်နတ်သမီးလေးတွေနဲ့ရေကန်မှာရေခတ်ဆင်းချိန်နဲ့စုံပြီးမင်းသားကအတိတ်ထန်လိုက်တာကြောင့်နောက်ဆုံးနတ်သမီးလေးဟာရေအိုးမပင့်နိုင်ပဲဖြစ်နေပြီး
မင်းသားကပင်ပေးလိုက်ချိန်မှာလက်စွပ်ကိုပါထည့်လိုက်ပါတယ်ရှင်မိရလည်းနောက်ဆုံးရေအိုးနဲ့ရေချိုးချိန်မှာမင်းသားလေးထည့်ပေးလိုက်တဲ့လက်စွပ်နဲ့စွန့်မိပြီးမင်းသားလေးလိုက်လာတာကိုသိတော့ဖခမဲတော်မင်းကြီးထံရှောက်တင်လိုက်ပါတယ်မင်းကြီးလည်းတမတ်တော်ရဲ့အစွမ်းအစကိုသိလိုတဲ့အတွက်တင်းတိမ်အတွင်းမှာရှိနေတဲ့နတ်သမီး9ဖော်ကိုလက်ညှိုးပဲထုတ်ထားပြီးရွေးစေပါတယ်တရားမင်းကတဆင့်မာဒလီနတ်သားရဲ့အကူအညီနဲ့ရွှေရင်ကောင်လေးအဖြစ်မင်းသားလေးနဲ့မင်းသမီးလက်ညှိုးကိုကူးလူပြီးဆက်သွယ်ပြလို့မှန်ကန်စွာနဲ့ရွေးချယ်ချိန်မှာတော့မင်းကြီးကလည်းတမတ်တော်ဟာဖုံးတကိုးနဲ့ပြည့်စုံသူဖြစ်တယ်လို့ဆိုပြီးလက်ထပ်ပေးလိုက်ပါတယ်ကုံမာဗျာမင်းသားလေးနဲ့ရှင်မိယာတို့ဟာငွေတောင်ပြည်မှာနန်းဆန်ပြီးချိန်အကြည်အသာခွင့်ပန်ပြီးဘာယာပြည်ကိုပြန်လာခဲ့ကနတ်ရွာဆန်သွားပြီဖြစ်သောအရိုက်အရာကိုစက္ကန့်ကအုပ်ချုပ်မင်းလို့တော်မူခဲ့ပါတော့တယ်အားလုံးကိုကျေးဇူးတင်ပါတယ်